နေ့မှာတော့ The Incredible 2 ရဲ့ဇာတ်လမ်းကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ The Incredible 2 ရဲ့ဇာတ်လမ်းကတော့ပထမကားရဲ့အဆုံးသက်ကနေချက်ချင်းဆက်သွားတာပါ။စူပါဟီးရိုးတွေကအများပြည်သူရှိမှပြန်ပေါ်လာပြီမဲ့ဆိုရကတော့သူတို့ကိုတရားဝင်မှုလို့သတ်မှတ်ထားဆဲပါ။ဒီလိုချိန်မှာ Winston Dever နဲ့သူ့ညီမ Evelyn တို့ကစူပါဟီးရိုးတွေကိုတရားဝင်ဖြစ်လာဖို့ကူညီပေးမယ်လို့ကမ်းလှမ်းခဲ့ကြပါတယ်။သူတို့နှစ်ယောက်ဟာစူပါဟီးရိုးတွေရဲ့လုပ်ရက်တွေကိုကင်မရာနဲ့မတန်းကျင်ပြီးလူတွေရဲ့အမြင်ကိုပြောင်းလဲပေးဖို့ရည်ရွယ်ထားတာပါဒီ season အတွက် Elastic Girl ကိုပဲခေါင်းဆောင်ဖြစ်ရွေးချယ်ခဲ့ပါတယ်ဒီတော့ Mr. Incredible ကကလေးတွေကိုအိမ်မှာနေပြီးထိန်းချောင်းရမယ့်တာဝန်ကိုယူခဲ့ရပါတယ်သူကတော့သူ့ရဲ့ superhero စွမ်းအားတွေကိုသုံးလို့ရမယ်လို့ပို့လိုချင်နေတာပါဒါပေမဲ့ကလေးတွေရဲ့ပြဿနာတွေကိုဖြေရှင်းဖို့ကလည်း superhero တယောက်ရဲ့အလုပ်ထပ်ဖို့ခက်ခဲနေတာကိုသဘောပေါက်လာခဲ့ပါတယ်သူတစ်ဖြင့်ကြက်ရဲ့ထိမ်းမြဆွမ်းအားမျိုးစုံကိုထိန်းချုပ်ရတာက Mr. Incredible အတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာခဲ့ပါတယ်။ချိန်ထဲမှာပဲ Elastic Girl ကတော့မြို့ထဲမှာပေါ်လာတဲ့ villain တစ်ယောက်ဖြစ်တဲ့ Secret Slaver ကိုချီရခံရင်းနဲ့လှုပ်ရှုံနေခဲ့ပါတယ်။ဒီ villain ကတော့လူတွေကို Secret ဘွားနေတစ်ဆင့်မှတ်ဉာဏ်ထိန်းချုပ်ပြီးတော့သူလိုချင်သလိုကြိုးကင်မျိုးခိုင်းစေခဲ့ပါတယ်။ဒါပေမဲ့ Elastic Girl က Secret Slaver ကိုဖမ်းမိသွားတဲ့အခါမှာတော့တကယ်တရားခံကWinston Dever ရဲ့ညီမ Evelyn ဖြစ်နေတာကိုအံ့အားသင့်ပွဲကြည့်လိုက်ရပါတယ်။ဒီဇာတ်ကားလေးကပထမဇာတ်ကားလိုပဲမိသားစုချစ်ချင်းမြတ်တာအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေနဲ့အခက်အခဲတွေကိုအထူးရင်ဆိုင်ပုံတွေကိုပေါ်ပြရိုက်ကူးထားတာမို့ကြည့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်